ကျွန်တော်ဒီနေ့တော့ဘယ်ဘာသာစကားပြောမဆိုလေးလာနေတဲ့သူတွေအတွက်ပါဇက်ကနေပြီးတော့ပို့ပြီးတော့ရဲကြီးပြောထွက်ဖို့အရင်နဲ့ဆိုင်ပို့ပြီးတော့ပြောထွက်ဖို့ဘာတွေကအရေးကြီးတယ်လဲဆိုတာကိုကျွန်တော်မျှဝေပေးတော့ဖြစ်ပါတယ်ကျွန်တော်တို့ဥမာအနေနဲ့ပြောမယ်ဆိုရင်တချို့တွေအင်္ဂလိပ်စကားကိုသိကြတယ်သူများပြောတာကိုနားလဲတယ်ဒါပေမဲ့ပါဇက်ကပြန်ပြီးတော့ပြောမထွက်ကြဘူးတဲ့အဲ့ဒါဘာကြောင့်လဲအကြောက်တရားကြောင့်နေတယ်ဆိုရင်ပါဇက်ကပြောထွက်ဖို့တတ်တိမရှိကြဘူးကျွန်တော်တို့သားတင်မြေးဆက်မှာသူများပြောတာကြီးပဲနားထောင်လာတာနော်ကို့မှာလည်းပြောဖို့အခွင့်အရေးရှိတယ်ဆိုတာကိုသူတို့မေ့နေကြတယ် We should know we also have the right to speak out not just listening to what other people say ကိုယ်ဒီမှာလည်းပြောဖို့အခွင့်အရေးရှိတယ်ဆိုတဲ့အတိတရားလေးကိုခေါင်းထဲမှာရိုက်ထည့်ကြည့်လိုက်ကျွန်တော်တို့စိတ်ကိုပြောင်းကြည့်လိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့အရင်ကားတဲ့ဆိုင်ပို့ပြီးတော့ပြောထွက်လာပါလိမ့်မယ်ဘယ်စကားပြောပဲလေ့လာဘယ်ဘာသာပဲလေ့လာပြောထွက်ဖို့ဆိုရင်ကျွန်တော်တို့အိုက်စိတ်ကလေးကိုပြင်လိုက်ပါကိုယ်ဒီမှာလည်းပြောဖို့အခွင့်အရေးရှိတယ်ဆိုတာသိဖို့အရေးကြီးပါတယ်